မင်္ဂလာပါဗျကျွန်တော်တို့ဒီဗီဒီယိုပေါ့နော်6ပေအမြင်တော့ဟောတာတက်တက်မှာထားဆိုတော့ခေါင်းဆောင်လေးနဲ့ဆိုတော့6ပေခွဲလောက်ရှိတယ်ပေါ့အမြင်က6ပေခွဲရှိရဲအခြေကတော့6ပေပေါ့တကား4ရွက်ဖြစ်ပါတယ်ဒီမှာဆိုဒီပန်းကပနုတ်ပန်းလေးပနုတ်ပန်းဒီဇိုင်းလေးတခြားလုပ်ပေးထားတာပေါ့ဒါလေးကတော့ဒီမှာဖူးလေးနဲ့တန်းစီပြီးတော့ဒီမှာကျွန်တော်ကိုယ်တိုင်လည်းဒါထုတ်ပေးထားတာပါခင်ဗျဒါလို့ဆိုရင်ကျွန်တော်တော့လာပါပြီနော်ကျွန်တော်ခံလေးဖြစ်ပါတယ်ဒါကျွန်းကိုကျွန်တော်ဒီကျွန်းစစ်စစ်ပြီးတော့ကျွန်းအစ်စ်ကိုလောက်တယ်ပြီးတော့အနာစာမရှိဘူးရှေ့နောက်ကျွန်တော်ကဒီဆက်လောက်ထားတာပေါ့နော်ဒါအခုဒါဘော်ဒါမနဲ့အလုံးမှာခင်ဗျနောက်တစ်ထပ် site ပေးတဲ့ဟာဒီလေးရှိပါတယ်ခင်ဗျမာမယ်ဆိုတော့ဆင်းနေရပါမယ်ကျွန်တော်ဆိုင်မှာပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒေကန်မှာတော့ဟိုဘက်တစ်ခန်းဒီဘက်တစ်ခန်းတော့အခန်းခွဲတာဒီဘက်ကျတော့တက်ပေါ့နော်ဒီဘက်အမျိုးသမီးသုံးမယ်လို့ရှိရင်ဒီဘက်မှာမျိုးသားသုံးလို့ရတယ်တက်ကြီးပေါ့နော်တိတ်စကားမများတော့ဒီမှာအခင်းတစ်ခင်းပါသေးတယ်ဒီမှာအခင်းတစ်ခင်းပါသေးတယ်မှာအန်ဂျွဲလေးပါမယ်အဲ့ဂျိတ်တန်ပါမယ်အဲ့လိုပါမယ်ပေါ့နော်အဲ့လိုပါတော့ခါကျဒီဘက်မှာလည်းသူကအဲ့လိုပါတယ်အလေးကကျတော့ကျွန်တော်ဒီဘောခောက်ပြီးတော့ထည့်တာဒီဘက်တိုက်ပြီးတော့ဟိုစားပေါ်ကျွန်တော်အဝတ်စားကိုခိုင်းတန်းထည့်လိုက်ရင်တော့ကတ်တာတော့ဘာလို့မဖြစ်ဘူးအနေနဲ့ဆွဲပေါ့နော်ဒါလိုက်ကာထည့်မှထည့်တာပါခင်ဗျအောက်မှာကျတော့လေသူကအန်ခွဲတွေပေါ့နော်ပတ်ဆိုင်ပါထည့်မယ်လို့ရှိရင်တော့တက်တက်စီထည့်လို့ရပါတယ်ခင်ဗျဒီမှာတော့ဖန်နေလို့ရှိရင်ဒီအောက်မှာအခင်းဒီမှာအခင်းတစ်ခင်းပါတယ်လေအရှင်ဒါကျွန်တော်အခုစစ်ထုတ်ထားလို့အဲ့ဒါဒီမှာကျတော့လေဒီမှာကျတော့လေပါတယ်တယောက်တစ်ဖက်ပေါ့နော်သူကစကားများတယ်အဲ့လိုအဲ့ဒီမှာကျတော့ကျွန်တော်ကောင်းနေထည့်လို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဟောကြီးလောက်ထားတယ်ပေါ့နော်ဒီမှာအဲ့တော့ဒါလေးလက်ကပြပြမာမယ်ဆိုရင်တော့ဒါလေးစနေရမယ်သူ့ရဲ့ကြီးတဲ့အလုံးလေးရမယ်ပေါ့နော်အားလုံးကြီးစုပါဗျာ